မင်္ဂလာဆုံးကပွဲကိုဘယ်အမှုပညာရှင်မှမဖိတ်ပဲပကာသနာကင်းစွာကျင်းပခဲ့တဲ့ထွန်းထွန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်ကတော့လူပြိုကြီးဘွားကနေအစွန်ထုတ်ထားတာအားလုံးလည်းအသိပါပဲချစ်သူကောင်မလေးကိုဘုရားပေါ်မှာအရင်ကြီးဆုံးလက်ထပ်ခွင့်တောင်းခဲ့တာပါကျွန်တော်ကလူပြိုကြီးဘွားနဲ့အကြာကြီးနေခဲ့တာဖြစ်ပြီးချစ်သူကောင်မလေးကိုတရားဝင်ထုတ်ပြတာဖြစ်လို့လူအများကလည်းသူ့ကိုမင်္ဂလာပွဲတွေအလီလီကျင်းပမယ်ထင်ထားတာပါဒါပေမဲ့ထွန်းထွန်းတို့ကမင်္ဂလာပွဲတွေကိုပကာသနာကင်းစွာနဲ့ကျင်းပနေခဲ့ကြတာပါဒီနေ့မှာဆိုရင်သူတို့နှစ်ယောက်ကလူအများရှိတရားဝင်လက်ထပ်လိုက်ပါပြီမြမတလိထုံတန်းနဲ့အညီမင်္ဂလာဆွမ်းကပ်လေးကိုကျင်းပခဲ့တာပါမင်္ဂလာဦးအလှအနေနဲ့ဘုန်းကြီးကျောင်းမှာဆွမ်းကပ်ခဲ့တာဖြစ်ပါတယ်နဖန်မိဘအစုံကြီးနဲ့ဆွမ်းကပ်ခဲ့ပြီးမြဲအမှုပညာရှင်တွေကိုလည်းမဖိတ်ပါဘူးနဖန်မိဘနဲ့သာအချင်းယုံကျင်းပခဲ့တာပါထွန်းထွန်းရဲ့မိခင်ကြီးကလည်းချွေးမချောလေးကိုရရှိလို့ဝမ်းသာပီတိဖြစ်နေခဲ့တာပါထွန်းထွန်းရဲ့ဇနီးချောလေးကပကာသနာကင်းစွာနဲ့ပဲဝတ်ဆင်ခဲ့တာဖြစ်ပြီးတော့မင်္ဂလာဦးမောင်နှန်းလေးကအပန်းရောင်လေးကိုဆင်မြန်းခဲ့ကြတာပါထွန်းထွန်းရဲ့ဇနီးကမျက်နှာလေးကအစကြည်လင်နေတဲ့အတွက်အစကလေးကလူအများကချီးကျူးနေကြတာပါသူရဲ့မျက်နှာမှာမမနှလည်းမရှိတဲ့အပြင်ကြွားဝါတဲ့စိတ်လေးလုံးဝမရှိပါဘူးအနေထိုင်အေးစေးရဲဆိုတာကိုလေကြည့်ယုံနဲ့ခံမှန်းနိုင်ပါတယ်ဒါအပြင်မင်္ဂလာပွဲကျင်းပပုံတွေကိုကြည့်ခြင်းအပြင်ဇာချေတာကိုလည်းကြိုက်တဲ့ပုံမပေါ်ပါဘူး။နှစ်ယောက်သားကပရီဝဲတင်ပုံတွေကိုလည်းဇာချေကရိုက်တာမျိုးမတွေ့ရပါဘူး။တချို့ကတော့မင်္ဂလာပွဲတော်အကြီးကြီးကျင်းပပါမလားဆိုရင်နေကြတာပါ။မင်္ဂလာပွဲကိုတော့ခန်းခန်းနားနားနဲ့ကျင်းပတဲ့ကြောင်းအကြံပေးနေကြတာဖြစ်ပါတယ်။ထွန်းထွန်းကလည်းသူ့ဇနီးချောလေးကိုတသက်မှတမင်္ဂလာမို့တေချာကျင်းပပြီးမှတော့အသေးချပါပဲ။ဒါအပြင်ထွန်းထွန်းကအနုပညာလောကမှာဆိုလေအသီးမိတ်ဆွေအရန်ကိုပေါ်များတာပါ။သူမင်္ဂလာပွဲကိုဆင်နွှဲခြင်းတဲ့သူတွေကလည်းများတဲ့အတွက်မင်္ဂလာပွဲအကြီးကြီးလုံးမှသာပြေမှာပါအနုပညာရှင်တွေအများအပြားကထွန်းထွန်းရဲ့မင်္ဂလာပွဲကိုတက်ရောက်ဖို့အတွက်ပြင်ဆင်ထားကြတာပါဒါအပြင်တခြားပဲအနုပညာရှင်တွေမှမတူပဲပျော်ရွှင်စရာကောင်းတဲ့အစီအစဉ်တွေနဲ့ကျင်းပဖို့လည်းများပါတယ်ပြီးခဲ့တဲ့ရက်မှာတော့ထွန်းထွန်းရဲ့ဇနီးအတွက်အပြိုနောက်ဆုံးညပွဲလေးကိုအနုပညာရှင်တွေကခင်သူတွေကကျင်းပပြီးခဲ့တာပါထွန်းထွန်းကသူ့ဇနီးလေးအပေါ်မှာအပြေအဝကိုချစ်ပေးနေတာလေးဖြစ်ပါတယ်မိမရတော့မှမို့မိမရှင်ကိုပြီးမှအိတ်တော်မယ်ဆိုပြီးလဲစားထားသေးတာပါဇနီးကမန္တလေးသူလေးဖြစ်တာမို့ထွန်းထွန်းကမန္တလေးမှာနေဖြစ်မလားရန်ကုန်မှာနေဖြစ်မလားတော့မသိရသေးပါဘူးထွန်းထွန်းကအနုပညာအလုံးလုံးနေတာမို့ရန်ကုန်မှာနေမှသာအဆင်ပြေမှလည်းဖြစ်ပါတယ်ထွန်းထွန်းလိုလူမျိုးကြီးတော့လက်ထပ်သွားပြီးမို့တချို့ကလည်းဆိုင်ဆိုင်ခန့်လိုက်ကိုလက်မထပ်သေးဘူးလားဆိုပြီးဆွေးထေကပြောဆိုနေကြတာပါထွန်းထွန်းနဲ့ဆိုင်ဆိုင်တို့ကိုလူမျိုးကြီးဖြစ်မယ်လို့သာထင်ထားခဲ့ရကနေတယောက်ကစွန့်သွားပြီးမို့နောက်တစ်ယောက်ကိုပါအမြဲစွန့်မို့တိုက်တွန်းနေကြတာပါဒါပေမဲ့ဆိုင်ဆိုင်ခန့်လိုက်ကတော့ရေးစားရှိကြောင်းတော့သတင်းမကြားရသေးပါဘူးထွန်းထွန်းကတော့ရှေ့လပိုင်းကလေးကအနုပညာလောကမှာချစ်သူကောင်မလေးကိုတရားဝင်ချပြကတွဲနေတာလည်းဖြစ်ပါတယ်အနုပညာရှင်တချို့ကသိနှစ်ပြီးသားဖြစ်တာမို့သမတ်စင်ကာမဆိုစားနောက်နေကြတာပါထွန်းထွန်းကအိမ်အောင်ပြုတ်နောက်ကြတာမို့အမြန်ဆုံးကလေးယူဖို့လည်းများပါတယ်ပကာသနာကင်းစွာမင်္ဂလာဆွမ်းကျွေးခဲ့တဲ့ထွန်းထွန်းတို့အပေါ်အမြင်လေးတွေကိုလည်း comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်